ကောင်လေးကအစားအစာစားနေတော့မှကောင်မလေးပေါ်ကိုအသားကင်ဆော့ဆက်ချောင်းနင်းငယ်မှားယွင်းဆွန့်ထင်းသွားခဲ့ပါတယ်။အန်နာကသူ့ဝက်စားမှာဆွန့်ထင်းသွားတဲ့အကွက်ကိုမြင်လိုက်တဲ့အခါဘာမှမပြောခဲ့ပါဘူး။ Sorry နော်။ပြီးတော့သူမဟာဆော့ထုတ်ကိုဖွင့်ပြီးဂျက်ကိုတမင်တကာဆူဆူဆိုင်ညှစ်ချလိုက်ပါတယ်။ငါကတော့ sorry လို့ပြောတာပဲ။ဒါပေမဲ့တကယ်တော့ငါတိတ်မအားနာပါဘူး။ဒါပေမဲ့တယောက်နဲ့တယောက်ကြည့်လို့တော့မရကြတဲ့ဒီနှစ်ယောက်ဟာအဆုံးမှာတော့စာပွဲတစ်ခုတည်းကိုအတူတူမျှသုံးခဲ့ကြရပါတယ်။ကောင်မလေးကကျောင်းမှာအမြဲတမ်းပထမရတဲ့ထိပ်တန်းကျောင်းသူဖြစ်ပြီးဂျက်ကတော့စာတင်ရတာကိုလုံးဝစိတ်မဝင်စားပါဘူး။သူ့ရဲ့အဆင့်ကတော့တကျောင်းလုံးမှာနောက်ဆုံးကအမြဲတမ်းပထမပါပဲ။အန်နာဂျက်ရဲ့နာမည်ကိုပထမဆုံးမြင်ဖူးတာကကျောင်းစာကြီးတိုင်းမှာဖြစ်ပါတယ်။စာအုပ်အများဆုံးမှားဖတ်တဲ့သူကဂျက်ဖြစ်နေပေမဲ့သူ့အဆင့်ကတော့နောက်ဆုံးမှာပဲရှိနေတော့ပါပဲ။အန်နာကဂျက်ကိုတိတ်ထူးဆန်းတဲ့သူလို့ထင်ခဲ့ပါတယ်။ဂျက်အတွက်ကတော့အန်နာကိုပထမဆုံးစမှတ်မိတာကသူမအစင်ပေါ်တက်ပြီးစုယူတော့ကဖြစ်ပါတယ်။ကျောင်းရဲ့ထူးချွန်ကျောင်းသူကိုယ်စားလှယ်အဖြစ်စုယူနေတဲ့အန်နာကိုဂျက်ကခင်မင်းရင်းနှီးတဲ့အပြုံးနဲ့ပြုံးပြခဲ့ပေမဲ့အန်နာကတော့သူ့ကိုအေးဆက်ဆက်နဲ့မျက်စိစောင်းကြည့်သွားခဲ့ပါတယ်။ဂျက်ကလည်းအန်နာကိုတိတ်ထူးဆန်းတဲ့သူလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ကျောင်းကနေပြီးထိတ်တန်းကျောင်းသူနဲ့အစင်နောက်ဆုံးကျောင်းသားတို့ဘလို့စီးလုံးညီညွတ်စွာနေထိုင်ကြမလဲဆိုတဲ့မှတ်တမ်းဗီဒီယိုတစ်ခုရိုက်ကူးခဲ့တာကြောင့်သူတို့နှစ်ယောက်ဟာအတူတူထိုင်ခဲ့ကြရပါတယ်။ဒါပေမဲ့အတူတူနေရတာကသူတို့အတွက်တော့လုံးဝတာယာမနေခဲ့ပါဘူး။သူတို့အတူတူထိုင်လိုက်တဲ့ခဏမှာပဲအန်နာကသူတို့ကြားထဲမှာစီးတစ်ကြောင်တားလိုက်ပြီးဂျက်ရဲ့ပစ္စည်းတစ်ခုခုများစီးကြော်လာရင်အဝေးကိုလွှင့်ပစ်မယ်လို့ပြောခဲ့ပါတယ်။ဂျက်ကသူ့ရဲ့စာရေးကရိယာတွေကိုဂယုတစိုက်နောက်ဆုတ်လိုက်ပြီးအန်နာရဲ့စာအုပ်ကိုတောင်စီးရဲ့ဟိုဘက်ကိုပြန်တွန်းပေးခဲ့ပါတယ်။တရက်မှာတော့ဂျက်ပကြီးဆွဲနေတော့အန်နာကသူ့လက်မောင်းကိုမတော်တဆဝင်တိုက်မိသွားပါတယ်။သူ့ရဲ့စုပ်တံကစက်ကူပေါ်မှာလိုင်းချောင်းရှည်ကြီးဆွဲမိသွားခဲ့တယ်။အန်နာကချက်ချင်းပဲတောင်းပန်လိုက်ပါတယ်။ဂျက်ရဲ့တည်တံ့တည်ငြိမ်နေတဲ့မျက်နှာထားကိုမြင်တော့သူမဟာခဲဖြတ်ကိုယူပြီးဖြတ်ပေးခဲ့ပေမဲ့ပကြီးကားကပိုးလို့တောင်ပျက်စီးသွားခဲ့ရပါတယ်။ခဏလေးမပိတ်ပါနဲ့ဦးပိတ်ပေးပါမရဘူး။နားလုံးဝမပိတ်ပါနဲ့နော်။ဂျက်ကတိတ်ကိုဒေါသထွက်သွားပြီးအန်နာကိုရိုက်ဖို့နောက်ကနေလိုက်ရိုက်ပါတော့တယ်။အဲ့ဒီညမှာတော့ကောင်လေးကစာပွဲပေါ်ကောင်းမိပြီးအိပ်ပျော်နေတော့အန်နာကပကြီးကားကိုဂယုတစိုက်ထုတ်ယူလိုက်ပြီးအဲ့ဒီလိုင်းချောင်းကိုအမားပြင်ဖြတ်စေ correction fluid နဲ့ဖုံးအုပ်ပေးခဲ့ပါတယ်။ကာယအချိန်မှာဘောလုံးကစားကြတော့ဂျက်ကိုအန်နာကလူသားတိုင်းဖြစ်ခါခါတီးတီးသုံးခဲ့ပါတယ်။ဘောလုံးကသူတို့စီပြန်လာတဲ့အခါအန်နာကဂျက်ရဲ့ခေါင်းကိုအမြန်သုံးပြီးကာကွယ်လိုက်ပါတယ်။ဂျက်လည်းတကယ်ကိုတီးမခံနိုင်တော့ပါဘူး။အန်နာကသူ့ခန္ဓာကိုယ်ကိုသုံးပြီးဘောလုံးကိုကာဖို့ထပ်ကြိုးစားတဲ့အခါဂျက်ကအမြန်တုံးပြန်ပြီးငုံလိုက်ပါတယ်။အန်နာရဲ့နဖူးကိုဘောလုံးတီးတိတ်မှန်သွားခဲ့ပြီးကူတီးကြီးထွက်လာခဲ့ပါတယ်။ညဘက်စာချက်ချိန်မှာတော့ဂျက်ကကာတွန်းစာအုပ်ဖတ်ရင်းအတန်ကုန်ရေမောနေခဲ့ပါတယ်။အန်နာကသူ့ကိုတိတ်အတန်ဆူလုံးနေလို့ထင်တာကြောင့်ကာတွန်းစာအုပ်ကိုယူပြီးအပြင်ကိုတန်းလွှင့်ပစ်လိုက်ပါတယ်။ဒါဆိုဘာလဲ။စူးစူးညံ့ညံ့မလုံးနဲ့လို့ပြောထားတယ်မဟုတ်လား။သူတို့နှစ်ယောက်လုံးကအခြားတစ်ယောက်ဟာသူတို့ကိုတမင်တကာရည်ရွယ်ချက်ရှိဒုက္ခပေးနေတာလို့ယုံကြည်နေကြပါတယ်။မှတ်တမ်းဗီဒီယိုရိုက်ကူးရဲ့နောက်ဆုံးရက်မှာတော့အင်တာဗျူးလုပ်စဉ်မှာနှစ်ယောက်လုံးကတယောက်နဲ့တယောက်တကယ်ကိုမုန်းပါတယ်လို့ပြောခဲ့ကြပါတယ်။အန်နာကဂျက်ကိုအရေးချင်းမရှိနှေးကွေးပြီးရီမန်းချက်မရှိတဲ့သူလို့ထင်ပြီးဂျက်ကတော့အန်နာကိုတကူကောင်းဆန်ပူကြခြင်းပြီးအကြောင်းပြချက်မရှိပြဿနာရှာတတ်သူလို့ထင်ခဲ့ပါတယ်။ဒီမှတ်တမ်းဗီဒီယိုကိုအင်တာနက်ပေါ်တင်လိုက်ပြီးတဲ့နောက်မှာတော့အများရန်ဖြစ်နေတဲ့ဒီစုံတွဲဟာညာရင်းချင်းပဲအင်တာနက်ပေါ်မှာရေပန်းစားလူသိများသွားခဲ့ပါတယ်။သူတို့ရဲ့တုံ့ပြန်ဆက်ဆံပုံတွေကိုကြည့်ပြီးလူတိုင်းကသဘောကျရေမောခဲ့ကြပါတယ်။တယောက်နဲ့တယောက်ဒီလောက်တောင်မုန်းတီးနေကြတဲ့ဒီလူနှစ်ယောက်ဟာအနာဂတ်မှာတကယ်ပဲစုံတွဲတွေဖြစ်လာလိမ့်မယ်လို့တော့ညီသူမျှထင်မှတ်မထားခဲ့ကြပါဘူး